အဲ့ဒီကောင်ကအရေးထဲကကျိုးကင်သူဖြစ်ချင်လို့အပြင်းထန်လေ့ကျင့်တဲ့နောက်တော့ကားတိုက်ခံရပြီးတခြားကဘာကိုပြန်လည်မွေးဖွားသွားတဲ့သူစိတ်ကူးရင်ခဲ့တဲ့အရေးထဲကသူရဲ့ကောင်းဘဝကတကယ်ဖြစ်လာခဲ့တာပဲလောကအမြင်မှာတော့သူကတာမန်လူတစ်ယောက်ဘယ်သူမှအထူးသတိမထားမိတဲ့နောက်ခံဇက်ကောင်တစ်ယောက်သာဖြစ်တယ်ဒါပေမဲ့အရေးထဲမှာတော့သူဟာအလွန်အင်အားကြီးပြီးအရာရာကိုနောက်ွယ်ကနေကျိုးကင်နိုင်တဲ့လူတစ်ယောက်ဖြစ်နေတယ်အကာနေဟာနိုင်နိုးဆက်တန်ကြောင့်နိုးလာတဲ့စာဖတ်ရင်းအိပ်ပျော်သွားခဲ့တာဖြစ်တယ်ရေချိုးပြီးကြောင်းသွားဖို့ပြင်ဆင်လိုက်တယ်အိမ်တကားကနေထွက်လာတဲ့အချိန်မှာသတင်းထောက်တွေဝိုင်းအောင်ခဲ့တဲ့အတိတ်ဖြစ်ရပ်တွေကိုပြန်သတိရမိပေမဲ့ရင်မောင်းရဲ့အတန်ကြောင့်လက်ရှိအခြေအနေစီပြန်ရောက်လာတယ်။ကျောင်းရောက်တော့သူမကိုနာမည်ကြီးတစ်ယောက်လိုဆက်ဆံကြတယ်။ကျောင်းသားတွေကချစ်ခင်အားပေးကြပြီးသူမကလည်းချစ်စရာကောင်းတဲ့ပုံစံနဲ့ပြန်ဆက်ဆံတယ်။အဝတ်လဲကန်းနဲ့ဝင်လိုက်တဲ့အခါသူမနဲ့တစ်ဖက်သက်မကျေနပ်မှုရှိနေတဲ့မီနိုယူနဲ့တွေ့တယ်။မီနိုရူကတာမန်ကောင်လေးတစ်ယောက်ဖြစ်ပြီးစိတ်ပေါ်ပါတဲ့ပုံစံရှိတယ်။အကာနေကနှုတ်ဆက်လိုက်တော့သူမနာမည်ကိုမှားခေါ်လိုက်တယ်။အကာနေကပြင်ပေးဖို့ကြိုးစားပေမဲ့မီနိုယူကအိုးအခုမှတတိယပြီးမင်းနာမည်ကဂိမ်းထဲက NPC ဇက်ကောင်တယောက်လိုပဲအရေးကြီးတဲ့ဇက်ကောင်နာမည်တွေကိုတော့ငါမှတ်မိတယ်လို့ပြောလိုက်တယ်သူ့အတွက်ဘဝဆိုတာဗီဒီယိုဂိမ်းတစ်ခုလိုပဲဖြစ်နေပြီးအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးအကာနေကိုပါတွယ်ဝိုက်လောင်ပြောင်းလိုက်တာဖြစ်တယ်မှားသွားတာပါလို့ပြောပြီးလွယ်လွယ်ကူကူကြော်သွားပေမဲ့အကာနေကတော့အတွင်းစိတ်ထဲမှာစိတ်တူနေတယ်သုံးလလုံးအတန်းထဲမှာဘေးချင်းရှင်ထိုင်ခဲ့တာတော့မီနိုယူကသူ့မနာမည်ကိုမှတ်အောင်မခေါ်နိုင်သေးဘူးထက်ကြိုးစားခေါ်တော့လဲထပ်မပြန်တဲ့အကာနေကပြန်ပြင်ပေးတဲ့အတွင်းစိတ်ထဲမှာဒေါသထွက်နေတော့လဲမီနိုယူကတော့နာမည်ကိုထပ်မနေစေပဲအကာနေအတွက်မီနိုယူရဲ့အပြစ်ကြီးဆုံးအရာကနာမည်မခေါ်တာမဟုတ်ဘူးသူမကိုလုံးဝစိတ်မဝင်စားသလိုမကြည့်တာပဲဖြစ်တယ်ကြည့်မိတဲ့ခါတွေမှာတော့သူ့မျက်လုံးတွေကအဝေးတနေရာကိုကြည့်နေတယ်လို့ခံစားရတယ်အကာနေကအမြဲလူတွေရဲ့အာယုံစိုက်မှုကိုရရှိနေကြဖြစ်တာကြောင့်မီနိုယူရဲ့ဂရုမစိုက်မှုကသူမရဲ့မာနကိုထိခိုက်စေတယ်အလဲတန်းကျောင်းတက်တုန်းကအရှုပ်တော်ပုံတစ်ခုကြောင့်အမှုပညာလောကကနေခဏနားခဲ့ရဘူးတယ်။အဲ့ဒီဖြစ်ရပ်ပြီးကလေးကသူမဟာမျက်နှာဖုံးတစ်ခုနောက်မှာပုံကွယ်နေခဲ့တယ်။ဆရာရီချစ်အောင်လိမ်မာတဲ့ကျောင်းသူတစ်ယောက်လိုတရုပ်ဆောင်တယ်။ကျောင်းသားတွေချစ်အောင်လဲလူကြိုက်များတဲ့မိန်းကလေးတစ်ယောက်လိုနေထိုင်တယ်။အပိုသင်ခန်းစာပြီးတဲ့အချိန်မှာညနောက်ကျနေပြီဖြစ်တယ်။ရင်မောင်းကိုဖုံးဆက်ပေမဲ့သူကအလုံများနေတဲ့အတွက်လာမကြိုနိုင်ဘူး။ဒါကြောင့်အိမ်ကိုတယောက်တည်းလမ်းလျှောက်ပြန်ဖို့ပဲရွေးချယ်ရတော့တယ်။သူမတယောက်တည်းအိမ်ပြန်လမ်းလျှောက်ခဲ့တာကအလဲတန်းကျောင်းတုန်းကဖြစ်ရမတိုင်ခင်နောက်ဆုံးအချိန်ဖြစ်ခဲ့တယ်။တစ်ဖက်မှာတော့မီနိုယူကနင်ဂျာတယောက်လိုအရေးထဲကနေသူမကိုစောင့်ကြည့်နေတယ်။အကာနေကတယောက်ယောက်လိုက်နေတယ်လို့ခံစားရပေမဲ့ဘသူကိုမှမတွေ့ဘူး။အဲ့ဒီအချိန်မှာလူတယောက်နဲ့မတော်တဆတိုက်မိသွားတယ်။ထွက်ပြေးဖို့ကြိုးစားပေမဲ့ပိတ်မိသွားတယ်။အမြင်တွေဝေဝါးလာပြီးသတိလစ်ခါနီးမှာမီနိုယူရဲ့ပုံရိပ်ကတဖြည်းဖြည်းနီးကပ်လာတာကိုမြင်လိုက်ရတယ်။သတိပြန်ရလာတဲ့အခါစုပ်ပစ်ထားတဲ့ကိုယ်တော်တစ်ခုထဲမှာကျိုးတုပ်ခံထားရတယ်။ကြောက်စရာကောင်းတဲ့လူတချို့ကသူမစီကပြန်ပေးငွေဘလို့ယူမလဲဆိုတာဆွေးနွေးနေကြတယ်။တယောက်ကမလိုအပ်တဲ့အချက်လက်တွေအများကြီးပြောထွက်နေတာကြောင့်သူတို့အချင်းချင်းစကားများနေကြတယ်။အဲ့ဒီအချိန်မှာမီနိုယူကအပြင်ဘက်ကနေအခြေအနေကိုစောင့်ကြည့်နေတယ်။သူကအလေးချိန်ချထားတဲ့ဝတ်စုံတွေကိုချွတ်လိုက်ပြီးမျက်နှာဖုံးတက်လိုက်တယ်။လူဆိုးတယောက်ကအကာနေကိုအန်ရပြုတ်ဖို့ကြိုးစားတဲ့အခါသူမရဲ့အတိတ်ဆိုးတွေပြန်လည်ပေါ်လာတယ်။အဲ့ဒီအချိန်မှာပဲမီနိုယူကမှန်ပြတင်းပေါက်ကိုဖောက်ဝင်လာပြီးဝင်ရောက်တားဆီးလိုက်တယ်။ဗမန်းအတူတယောက်လိုခန်းခန်းနားနားဆင်းသက်ပြီးငါကတော့စတိုင်ကြတဲ့လူဆိုးနှိမ်နှင်းသူပဲလို့မိတ်ဆက်လိုက်တယ်။လူဆိုးကတနက်ပစ်ဖို့မလုပ်ခင်မှာပဲမီနိုယူကသူ့လက်ကိုဓာတ်နဲ့ထိုးလိုက်ပြီးလွယ်လွယ်ကူကူလဲချလိုက်တယ်။ပထမတစ်ယောက်ကိုရှင်းပြီးနောက်စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့နောက်တစ်ယောက်စီလှည့်သွားတယ်။အဲ့ဒီလူကတနက်ကိုချလိုက်ပြီးတိုက်ခိုက်လာရမှာမီနိုယူရဲ့လက်မောင်းကိုဓာတ်နဲ့ထိသွားတယ်။နောက်တစ်ချိန်ထပ်တိုက်ခိုက်တဲ့အခါမီနိုယူကတန်တုံးနဲ့ကာကွယ်လိုက်တယ်။ဇက်တိုက်ဝင်လာတဲ့တိုက်ခိုက်မှုတွေကိုလည်းအောင်မြင်စွာတားဆီးနိုင်ခဲ့တယ်။ပြီးတော့သူ့ဘက်ကပြန်တိုက်ခိုက်တယ်။ကစားချိန်ပြီးသွားပြီးမီနိုယူကအဲ့ဒီလူရဲ့လက်ကိုချိုးပစ်လိုက်တယ်။အဲ့ဒီကနေစပြီးအသာစီးရသွားပြီးစစ်သားဟောင်းကကြောက်ရွံ့လာတယ်။တနက်ကိုပြန်ယူဖို့ကြိုးစားပေမဲ့မီနိုယူကပုံမြန်တယ်။လက်ကိုရိုက်ထုတ်ပြီးအပြတ်သက်အနိုင်ယူလိုက်တယ်။အကုန်လုံးပြီးသွားတဲ့အခါမီနိုယူကအကာနေကိုကျိုးဖြေပေးပြီးနောက်တစ်ခါအိမ်ပြန်တဲ့အခါပိုတတိထားပါလို့ပြောတယ်။ပြီးတော့အရေးထဲကိုပျောက်ကွယ်သွားတယ်။အကာနေထွက်သွားပြီးနောက်မီနိုယူကသူ့ကိုယ်သူစဉ်းစားမိတယ်။စစ်သားဟောင်းတယောက်ကိုတော့ဒီလောက်ပဲလုပ်နိုင်ရင်ကအရေးထဲကအကြီးအကဲဖြစ်ဖို့အိမ်မက်ကိုဘယ်တော့မှမရောက်နိုင်သေးဘူး။အကာနေကရဲကိုဖုံးဆက်လိုက်ပြီးရဲတွေကအမှုကိုကင်တွယ်ကြတယ်။သူမရဲ့ဖခင်ကလည်းဩဇာအာဏာအသုံးချပြီးဒီဖြစ်ရပ်ကိုအများပြည်သူမသိအောင်ဖုံးကွယ်ထားလိုက်တယ်။အကာနေကသူမကိုကယ်တင်ခဲ့တဲ့သူရဲ့ကောင်းရဲ့အမှန်တကယ်အထောက်အထားကိုဘယ်တော့မှမသိခဲ့ဘူး။နောက်တစ်နေ့ကြောင်းရောက်တော့အကာနေကမီနိုယူနဲ့ပြန်တွေ့တယ်သူမနှုတ်ဆက်လိုက်တဲ့အခါဒီတစ်ခါတော့မီနိုယူကသူ့မနာမည်ကိုမှန်မှန်ကန်ကန်ခေါ်လိုက်တယ်ဒါအပြင်သူ့မျက်လုံးတွေကလည်းအရင်လိုအဝေးကိုငေးနေတဲ့ပုံစံမဟုတ်တော့ဘူး။အကာနေကမီနိုယူဟာသူမလိုပဲမျက်နှာဖုံးတစ်ခုနောက်မှာပုံကွယ်ပြီးနေထိုင်နေသူတယောက်လိုခံစားမိတယ်။အဲ့ဒီအချိန်မှာ TV သတင်းတွေကမီနိုယူဟာကုန်တင်ကားတိုက်ခံရပြီးတေဆုံးသွားကြောင်းဖော်ပြနေကြတယ်။မီနိုယူဟာငယ်စဉ်ကတည်းကသူ့ရဲကောင်းတယောက်ဖြစ်ချင်ခဲ့တယ်ဒါဟာကလေးအများစုလိုခဏတာစိတ်ကူးရင်သားမျိုးမဟုတ်ပဲတကယ်ကိုအလေးနဲ့ထားခဲ့တဲ့အိမ်မက်တစ်ခုဖြစ်တယ်
သူကပုံမအားကောင်းလာဖို့လိုအပ်တဲ့အရေးချင်းအလုံးကိုအသေးအတန်လေ့ကျင့်ခဲ့တယ်။ကျောင်းမှာတော့တာမန်နောက်ခံဇက်ကောင်တယောက်လိုနေထိုင်ပေမဲ့အဲ့ဒီမျက်နှာဖုံးရဲ့နောက်ွယ်မှာတော့လုံးဝကွဲပြားတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်။မီနိုရုရဲ့ရည်မှန်းချက်ကကမ္ဘာပေါ်မှာအင်အားအကြီးဆုံးလူသားဖြစ်လာဖို့ပဲ။နျူကလ িয়ার ဘုံကျလာရင်တော့အသက်ရှင်နိုင်မဲ့အဆင့်ထိရောက်ချင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့အရေးထဲကအကြီးအကဲတစ်ယောက်ဖြစ်ဖို့အိမ်မက်ကိုလိုက်လံရင်သူ့ဘဝကအဆုံးသတ်သွားတယ်။နောက်တော့သူဟာအခြားကမ္ဘာမှာစစ်ဆိုတဲ့ကောင်လေးဖြစ်ပြန်လည်မွေးဖွားလာတယ်။စစ်ဟာအထက်တန်းလွှာအမျိုးသားတဦးဖြစ်တဲ့ဘာယွန်ကီနိုရဲ့သားဖြစ်ပြီးကလဲရရဲ့ညီလေးဖြစ်တယ်။ဒီဘဝမှာတော့သူ့မှာမော်ဆွမ်းအားတွေရရှိလာခဲ့တယ်။ဒီဆွမ်းအားတွေကြောင့်သူ့ရဲ့ရည်မှန်းချက်နဲ့ပုံမနီးစပ်လာပြီလို့ခံစားရတယ်။ကီနိုမီသားစုဟာမျိုးဆက်အဆက်ဆက်မော်ဆွမ်းအားကိုအသုံးပြုပြီးကိုခန္ဓာစွမ်းရည်ကိုမြင့်တင်နိုင်တဲ့နိုင်ဓာသမားတွေမွေးထုတ်ပေးခဲ့တဲ့မိသားစုဖြစ်တယ်။ဒီမျိုးဆက်မှာတော့လူတိုင်းရဲ့မျှော်လင့်ချက်တွေဟာကလဲရပုံမှာပဲရှိနေကြတယ်။စစ်ရဲ့စွမ်းအားကကလဲရနဲ့မရှင်နိုင်ဘူးလို့လူတွေထင်ကြတယ်။ဒါပေမဲ့အဲ့ဒီလိုထင်နေအောင်စစ်ကိုယ်တိုင်ကတမင်လုပ်ထားတာဖြစ်တယ်။ဒီဘဝမှာတော့သူကတာမန်နောက်ခံဇက်ကောင်တယောက်လိုပဲနေထိုင်နေစေဖြစ်တယ်။ဒါပေမဲ့လူမသိသူမသိနောက်ွယ်မှာတော့ဗမန်းလိုဖြစ်ချင်တဲ့အယူတယောက်ဖြစ်ပြီးလူဆိုးတွေကိုလွယ်လွယ်ကူကူနှိမ်နင်းနိုင်တယ်။တနေ့မှာစစ်ကဓာပြအုပ်စုတစုကိုတိုက်ခိုက်ပြီးပတ်စံတွေဘယ်မှာလဲပြောစမ်းလို့မေးတယ်။သူကဓာပြအလုံးကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့တယ်။တယောက်ကသာပြန်လဲခုခံမှုစူးစမ်းခဲ့ပေမဲ့စစ်ကသူ့ကိုအနိုင်ရမယ်လို့ထင်အောင်ထင်မှားဖြစ်အောင်လုပ်ပြီးနောက်ဆုံးမှာတော့အခြားသူတွေလိုပဲအပြတ်သက်ရှင်းလင်းလိုက်တယ်။စစ်ဝစ်ထားတဲ့ slime ဝစ်စုံကလည်းအရန်အသုံးဝင်နေတယ်။သူကဓာပြတွေခိုးယူထားတဲ့ငွေတွေကိုတွေ့ရှိပြီးကောင်းမွန်တဲ့နေရာမှာအသုံးချမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာအနီးနားကအတန်တစ်ခုကိုကြားလိုက်ရတယ်။တယောက်ဖြစ်မယ်လို့ထင်ပြီးလှောင်အိမ်သားကိုတွားကြည့်တဲ့အခါပုတ်တိုးနေတဲ့အသားစုကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ထူးဆန်းတာကအဲ့ဒီအရာဟာအသက်ရှင်နေစေဖြစ်ပြီးမော်ဆွမ်းအားတွေထွက်ပေါ်နေတယ်။မြင်ရတာအလွန်ဆက်ဆုပ်စရာကောင်းတယ်။ဒါပေမဲ့စစ်ကတော့အဲ့ဒီအရာထဲမှာအလားအလာတစ်ခုခုရှိနေတယ်လို့မြင်လိုက်တယ်။ဒါကြောင့်သူ့စီခေါ်သွားပြီးစမ်းသပ်မှုမျိုးစုံလုပ်တော့တယ်။မော်ဆွမ်းအားတွေထိုးသွင်းပြီးနီလန်းမျိုးစုံစမ်းသပ်ခဲ့ပေမဲ့အစပိုင်းမှာမအောင်မြင်ခဲ့ဘူး။တလားခန့်ကြာပြီးနောက်မှာတော့နောက်ဆုံးအောင်မြင်သွားတယ်။ထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့မော်ဆွမ်းအားတွေကိုထိန်းချုပ်နိုင်သွားပြီးအဲ့ဒီအသားစုကြီးဟာလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားတယ်။ဒီရလက်ကြောင့်စစ်တောင်အံ့ဩသွားတယ်။ဘာဆက်လုပ်ရမလဲမသိပဲခဏစဉ်းစားနေတော့မိန်းကလေးနိုးလာတယ်။အဲ့ဒီအချိန်မှာစစ်ရဲ့ကောင်းတဲ့အကြံတစ်ခုပေါ်လာတယ်။သူ့ရဲ့ပထမဆုံးအရေးထဲကအကြီးအကဲတရုပ်ဆောင်မှုကိုစတင်တော့တာပဲ။မိန်းကလေးကသူမကိုသူမပုံမှန်ချင်းနေပြန်ဖြစ်နေတာကိုတွေ့ပြီးအံ့ဩသွားတယ်။စစ်ကမင်းကိုစားတော့ဖြက်စီးနေတဲ့ကျင်းစာကိုငါဖယ်ရှားပေးလိုက်တာလို့ပြောတယ်။မိန်းကလေးကဘာကျင်းစာလဲဆိုတာမသိလို့မေးတဲ့အခါစစ်ကချက်ချင်းပုံမြင်တစ်ပုဒ်စတင်ဖန်တီးတော့တယ်။သူမနဲ့အခြားသူရဲကောင်းတွေရဲ့မျိုးဆက်တွေကိုဆိုးရွားတဲ့ကျင်းစာတစ်ခုကြားရောက်နေကြောင်းပြောတယ်။ပြီးတော့သူရဲကောင်း၃ဦးကနက်ဆိုဒီယာဘလိုကိုအနိုင်ယူပြီးကဘာကိုကယ်တင်ခဲ့တဲ့ဒဏ္ဍာရီဟာအမှန်တကယ်ဖြစ်ခဲ့ကြောင်းရှင်းပြတယ်။ဒီယာဘလိုတေခါနီးမှာကျင်းစာတစ်ခုချခဲ့ပြီးအဲ့ဒီကျင်းစာကြောင့်သူမဟာအဲ့ဒီလိုအသားစုကြီးဖြစ်သွားခဲ့တာလို့ဆိုတယ်။ဗီတာကသူ့ကိုရန်သူတွေရဲ့အခြေစိုက်စခန်းမြေပုံပြတယ်။ဒါပေမဲ့ကလဲရကိုဘယ်နေရာမှာချုပ်ထားလဲဆိုတာတော့မသိဘူး။စစ်ကပုတ်ပုတ်ပပနဲ့ဓာတ်တစ်ချောင်းကိုမြေပုံပေါ်ပစ်လိုက်ပြီးဒီနေရာဖြစ်မယ်ထင်တယ်လို့ပြလိုက်တယ်။တကယ်တော့သူရည်ရွယ်ထားတဲ့နေရာကိုလွဲချော်သွားတာဖြစ်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတော့အောင်ဓာတ်ကျသွားတဲ့နေရာဟာရန်သူတွေရဲ့လျှို့ဝှက်အခြေစိုက်စခန်းအတိအကျဖြစ်နေတယ်။စစ်ကလည်းအလုံးတိထားပြီးသားလို့ဟန်ဆောင်လိုက်ရတယ်။သူကဗီတာကိုအခြားအဖွဲ့ဝင်တွေကိုအကြောင်းကြားဖို့ပြောပြီးအဲ့ဒီညမှာဝင်စည်းမယ်လို့အမိန့်ပေးလိုက်တယ်။တစ်ဖက်မှာတော့ကလဲရဟာအခန်းတစ်ခုထဲမှာတန်ကြိုးတွေနဲ့ချုံနှောင်ခံထားရတယ်။ပြန်ပေးဆွဲသူအိုလာကသူမကိုတိုက်ခိုက်ဖို့ကြိုးစားတယ်။မော်ဆွမ်းအားပါတဲ့တန်ကြိုးတွေနဲ့ချုပ်ထားပေမဲ့ကလဲရကရှောင်တိန်နိုင်သေးတယ်။သူမကဒါတွေကငါညီနဲ့အတူလေ့ကျင့်ခဲ့လို့ရတာလို့ပြောတယ်။အိုလာကစစ်ဟာအရင်တုန်းကကလဲရရဲ့ထူးဆန်းတဲ့ယောဂလက္ခဏာကိုကုသပေးခဲ့တယ်လို့ကြားဘူးကြောင်းပြောတယ်။ဒါပေမဲ့ကလဲရကငါညီကအဲ့ဒီလိုလုံနိုင်မဲ့သူမဟုတ်ဘူးလို့ပြန်ညင်းတယ်။အဲ့ဒီအခါအိုလာကစစ်ကိုအန္တရာယ်ပြုမယ်လို့ချိန်ချောက်လိုက်တယ်။အဲ့ဒီစကားကြောင့်ကလဲရဒေါသပေါက်ကွဲသွားတယ်။သူမကတန်ကြိုးတွေကိုအားနဲ့ဖြတ်တောက်ပစ်ပြီးစစ်ကိုထိရဲရင်မင်းနဲ့မင်းမိသားစုကိုမချမ်းသာစေဘူးလို့ကျင်းသွားတယ်။ဒါပေမဲ့အိုလာကသူမကိုတိုက်ခိုက်ပြီးတတိလစ်သွားအောင်လုပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကျူးကျော်ဝင်ရောက်လာသူတွေရှိကြောင်းသတင်းရောက်လာတယ်။ဝင်လာတာကတော့အရေးဥယျာဉ်အဖွဲ့ပဲဖြစ်တယ်။မိန်းကလေးတွေကအဆောင်အလုံးကိုလွယ်လွယ်ကူကူအနိုင်ယူလိုက်ကြတယ်။အိုလာကသူတို့နဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ရတော့တယ်။သူတို့ကဒီယာဘလိုကိုင်းအကြောင်းသိထားတာတွေကိုပြောပြလိုက်တဲ့အခါအိုလာအံ့ဩသွားတယ်။အဲ့ဒီအဖွဲ့ကတကယ်ရှိနေတာဖြစ်ပြီးလှုပ်ဝက်ထားရမယ့်ကိစ္စဖြစ်တာကြောင့်သူကချက်ချင်းတိုက်ခိုက်လိုက်တယ်။အေဖာကသူနဲ့တိုက်ပွဲဝင်ပြီးလွယ်လွယ်ကူကူအနိုင်ယူလိုက်တယ်။ပြီးတော့မင်းကိုအခုမတက်ဘူးမင်းသိထားသမျှအကုန်ပြောစီခြင်းသေးတယ်လို့ပြောတယ်။အိုလာကနောက်ဆုံးစူးစမ်းမှုအနေနဲ့မော်ဆွမ်းအားတိုးစေတဲ့ဆေးတစ်လုံးတောက်လိုက်တယ်။အဲ့ဒီနောက်အေဖာကိုပြန်တိုက်ခိုက်ရမှာဒီတစ်ခါတော့အနှဲငယ်အသာစီးရပြီးထွက်ပြေးနိုင်သွားတယ်။အခြားမိန်းကလေးတွေကလိုက်ဖမ်းခြင်းပေမဲ့အေဖာကတားတယ်။သူမက
အရိတ်ကသူ့ကိုရှာတွေ့လိမ့်မယ်ဒါကသူစီစဉ်ထားတာပဲလို့ယုံကြည်နေတယ်ကြံတဲ့အဖွဲ့ဝင်တွေကလည်းစစ်ရဲ့ဉာဏ်ပညာကိုပိုပြီးလေးစားသွားကြတယ်တကယ်တော့စစ်ကလမ်းပြောင်းနေခဲ့တာပဲဒါပေမဲ့ကံကောင်းခြင်းကသူ့ဘက်မှာရှိနေတယ်အိုလာကသူ့အခြေစိုက်စခန်းကိုပြန်လာနေတော့စစ်နဲ့တိုက်ဆိုင်စွာတွေ့သွားတယ်အိုလာကစစ်တယောက်တည်းဖြစ်နေတာကိုမြင်တော့သူနိုင်မယ်လို့ယုံကြည်နေတယ်ဒါပေမဲ့စစ်ကသူ့တားချက်ကိုလွယ်လွယ်ကူကူတားဆီးလိုက်တယ်ပြီးတော့အိုလာရဲ့တိုက်ခိုက်ပုံကိုလှောင်ပြောင်ရင်းတင်ကန်းစာပေးတယ်လို့အနိုင်ယူနေတယ်အပြတ်သက်အရှုံးပေးလိုက်ရတဲ့အိုလာကဒီကဘာမှာအမှောင်ထုတွေအယမ်းများလွန်းတယ်လို့ပြောရင်းနတ်ဆိုးဖြစ်သွားခဲ့တဲ့သူ့ဇနီးကိုတတိယနေတယ်စစ်ကတော့ဂယုမဆိုင်ဘူးအိုလာကကြံတဲ့ဆေးအားလုံးကိုတောက်ပြီးနောက်ဆုံးတစ်ချိန်တိုက်ခိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့စစ်ကချွေးတောင်မထွက်ဘဲအားလုံးကိုရှောင်တိန်နိုင်နေတယ်